အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကစာရေးဆရာနတာလီလူရဲ့ The Dreamers and the Fantastic Relationship စိတ်ကူးရင်အိမ်မက်ထဲကအခြေရေးဆိုတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်လေးကတော့လက်တွေ့မကျတဲ့အခြေရေးတွေထဲမှာပိတ်မိနေတဲ့အမျိုးသမီးတွေအတွက်အထူးရည်ရွယ်ထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ဥပမာ online မှာပဲစကားပြောပြပြီးလူချင်းမတွေ့ဘူးတဲ့ဆက်ဆံရေးမျိုးလူချင်းသိပေမဲ့တကယ်တမ်းအတူတူရှိမနေပဲကိုယ့်ရဲ့စိတ်ကူးထဲမှာပဲတစ်ဖက်သက်ပုံဖော်နေရတဲ့အခြေရေးမျိုးကိုယ့်အပေါ်စိတ်ဝင်စားတော့တဲ့သူတစ်ယောက်ကိုပြန်လာနိုးနိုးနဲ့မျော်လင့်နေမိတာမျိုးဒီလိုလူတွေအတွက်အထူးရည်ရွယ်ထားတဲ့စာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်ချင်းမိတ်ဆွေများအနေနဲ့ဒီစာအုပ်လေးကိုဘာကြောင့်ဖတ်သင့်တယ်လဲဆိုတာလေးကိုပြောပြပေးခြင်းပါတယ် The Dreamers and the Fantastic Relationship ဆိုတဲ့စာအုပ်ထဲမှာစာရေးသူကအချစ်ဆိုတာခံစားချက်တသက်မဟုတ်ပဲလက်တွေ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတာကိုအခိုင်အမာထောက်ပြထားပါတယ်ကိုယ့်ရဲ့အချိန်နဲ့နှလုံးသားကိုအကျိုးမရှိတဲ့နေရာမှာအလဟတ်သက်မကုန်လွန်စေပဲစစ်မှန်တဲ့အခြေအတစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုသင်ခန်းစာပေးထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာပါတယ်ကောင်းတို့ရာအကြောင်းအရာတချို့ကိုဒီအစီအစဉ်လေးကနေရွေးချယ်ဖတ်ပြပေးလိုက်ချင်ပါတယ်စိတ်ကူးရင်အခြေရေးဆိုတာနှိမ့်ချိုက်เสียကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတားဆီးထားတဲ့အရာတစ်ခုပါပဲကျွန်တော်တို့ဟာကိုယ်စိတ်ကူးနဲ့ကိုဖန်တီးထားတဲ့ယူဆချက်တွေထဲမှာနင်မွန်းနေမဲ့အစားတခါတလေစိတ်ကူးတဲ့အားလို့မလှပပေမဲ့ခိုင်မာတဲ့လက်တွေ့လောကတွေကိုဘယ်လိုခြေလှမ်းမလဲတကယ်တော့ဒါကဒီလိုပါတတိပေးချက်လေးအချို့ကိုနှလုံးသွင်းထားရုံနဲ့တင်စိတ်ကူးရင်ကဘာထဲမှာမျောမသွားပဲလက်တွေ့လောကထဲမှာမြင်းမြင်းမြန်မြန်ခြေကုပ်ယူနိုင်ပါတယ်ကိုယ့်အတွက်တကယ်မရှိနိုင်တဲ့သူကိုယ့်အပေါ်စိတ်မပါတဲ့သူတွေနောက်ကိုမလန့်မိဖို့ဆိုရင်ပထမဆုံးအနေနဲ့ကိုယ်စိတ်ကူးနဲ့ကိုဖန်တီးထားတဲ့ရုပ်ရှင်ထဲမှာမနေမွန်းဖို့ကိုယ့်ကိုယ်သတိပေးရပါမယ်တွေ့ချင်းအထင်ကြီးပြီးချစ်မိသွားတာမျိုးကိုနှုတ်ဆက်လိုက်ပါစိတ်ရှိရှိနဲ့စောင့်ကြည့်တတ်တဲ့အလေးအကျင့်ကိုမွေးမြူပါတကယ်တော့အချစ်ဆိုတာလီကိုအယုတ်လေးတစ်ယုတ်ဆက်နေရတယ်လို့ပါပဲအသစ်စတင်လာတဲ့ဆက်ဆံရေးတစ်ခုကိုလီကိုအယုတ်လေးတွေတစ်ခုချင်းစီစိတ်ရှည်လက်ရှည်ဆက်နေရတယ်လို့မျိုးမြင်အောင်ကြည့်လိုက်ပါလူတစ်ယောက်ကိုနှစ်ခါသုံးခါလောက်တွေ့ရုံနဲ့ကိုယ့်ရဲ့စိတ်ထဲမှာသူကတော့ငါ့အတွက်အကောင်းဆုံးလူပဲဆိုပြီးပုံဖော်လိုက်တာမျိုးကိုအတက်နိုင်ဆုံးထိန်းလိုက်ပါအဲ့ဒီအစားအချိန်ယူပြီးတော့တစ်ဖက်လူရဲ့ဇယအမှန်ပေါ်ထွက်လာတာကိုအေးအေးဆေးဆေးလေးစောင့်ကြည့်နေလိုက်ပါအုတ်တစ်ချက်ချင်းစီသလိုမျိုးအချိန်နဲ့အမျှရလာတဲ့အတွေ့အကြုံတွေကသာထိုလူရဲ့ပုံရိပ်အမှန်ကိုဖော်ဆောင်ပေးမှာပါဉာဏ်နာထက်မှန်တာကပိုအရေးကြီးတယ်အခုခေတ်ကြီးကအရာရာမြန်ဆန်နေတော့အခြေရေးမှာလည်းအမြန်ဆုံးအတည်ပြုခြင်းကြတယ်ကတိကဝတ်တွေအမြန်လိုခြင်းကြတယ်ဒါပေမဲ့အဲ့ဒီလိုအလောတကြီးရှိစက်တာကိုအတက်နိုင်ဆုံးထိန်းလိုက်ပါလူတစ်ယောက်ရဲ့တဘာဝအမှန်ကိုသိဖို့ဆိုရင်အချိန်ဆိုတဲ့အတိုင်းအတာတစ်ခုလိုအပ်ပါတယ်အချိန်ကြာလာတာနဲ့အမျှတသမတ်တဲ့ရှိမှုကသာအမှန်ကန်ဆုံးဆိုတာကိုသက်သေပြနိုင်မှာပါတတိပေးချက်လေးတွေကိုမျက်ကွယ်မပြုတ်လိုက်ပါနဲ့တယောက်နဲ့တယောက်ချစ်သူဖြစ်ခါစားမှာတစ်ဖက်လူစီက
တွေ့ရတတ်တဲ့အကျဉ်းစိုးလေးတွေဒါမှမဟုတ်စိတ်အနှောက်အယှက်ဖြစ်စေရာအပြုအမူလေးတွေကိုအခြေဆိုတဲ့ခေါင်းစဉ်အောက်မှာပဲဖုံးကွယ်မထားလိုက်ပါနဲ့အဲ့ဒီအချက်လေးတွေကိုဂရုစိုက်ပြီးကြည့်ပေးပါအမြဲတမ်းစင်ကြေပေးနေတာတွေတောင်းပန်နေတာတွေဟာဆက်ဆံရေးတစ်ခုရဲ့ခိုင်မာတဲ့အခြေခံအုတ်မြစ်မဖြစ်သင့်ပါဘူးအေးဆေးဆေးအချိန်ယူတာကတင့်ကိုအသေးချာလေ့လာခွင့်ရစေပါတယ်အတူတူရှိနေတဲ့အချိန်ပမာဏထက်အဲ့ဒီအချိန်တွေအတွင်းမှာတယောက်အကြောင်းတယောက်ဘလောက်အထိနက်နက်ရှိုင်းရှိုင်းနားလေသွားလဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်ဆက်ဆံရေးတစ်ခုဟာသူ့အလိုလိုတဘာဝအတိုင်းတိုးတက်လာတဲ့အခါကိုယ့်ရဲ့မျှော်လင့်ချက်အိမ်မက်တွေထက်မျက်မြင်ကိုယ်တွေကြားသိရတာတွေကပိုပြီးတော့ယုံကြည်နိုင်လာပါလိမ့်မယ်စာအုပ်လေးရဲ့ညီကုန်းချုပ်အနေနဲ့စိတ်ကူးယဉ်ချင်းဆိုတာတကယ်တော့အင်မတန်အားကောင်းတဲ့အရာပါလက်တွေ့အခြေခံမရှိတဲ့အချစ်ပုံမြင်တွေကိုကျွန်တော်တို့ခေါင်းထဲမှာလှလှပပရက်လုပ်တတ်ကြပါတယ်အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာအရာကိုယ်အနားမှာတကယ်မရှိတဲ့သူတွေနဲ့ပတ်သက်ရင်ဒီစိတ်ကူးယဉ်မှုတွေကပိုပြီးတော့ပြင်းထန်တတ်ပါတယ်ဒါပေမဲ့ဒီလိုထွက်ပေါက်မရှိတဲ့စိတ်ကူးယဉ်အိမ်မက်တွေကနေရုံးထွက်နိုင်မဲ့နည်းလမ်းရှိပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအရှိကိုအရှိတိုင်းလက်ခံပေးဖို့ပါပဲပြီးတော့စိတ်ကူးယဉ်နေရတဲ့တတောင့်တတရှိမှုတဲ့လက်တွေ့ကြတဲ့အချစ်စစ်ကိုရဖို့အတွက်ရဲရဲဝံ့ဝံ့စွန့်စားကြည့်ဖို့ပါပဲမဖြစ်နိုင်တဲ့အရာတွေနောက်ကိုလိုက်နေမဲ့အစားစစ်မှန်တဲ့ဆက်ဆံရေးကိုသာဥတည်ပေးပါအလောတကြီးဆုံးဖြတ်တာထက်ယုံကြည်မှုဆိုတဲ့အရာကိုအုတ်တစ်ချက်ချင်းစီတိဆောက်တယ်လို့အချင်းယူပြီးတော့တိဆောက်ကြည့်လိုက်ပါအပေါ်ယံမြင်တွေ့ရတဲ့အချိန်တွေထက်အချိန်ကြာလာလို့ပေါ်ထွက်လာတဲ့အချက်တွေကိုအသေးအချာစောင့်ကြည့်စဉ်းစားပေးပါဒါမှသာခိုင်မာပြီးပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးဆိုတဲ့မြေဒီလွာကောင်းမှာအမှန်တကယ်လက်တွေ့ကြတဲ့အချစ်တွေဟာရှင်သန်ကြီးထွားလာမှာဖြစ်ပါတယ်နာတော်တာဆင်နေကြတဲ့ချစ်ပရိသတ်တွေကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ကျွန်တော်တို့ရဲ့စာအုပ်စဉ်တွေကနေဗဟုသုတဖြစ်ပွဲစာအုပ်တို့ကိုယခုလိုအတူတူလေ့လာခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အကယ်၍ဒီအစီအစဉ်လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါဦးအသီးမိတ်ဆွေတွေကိုလည်းမျှဝေပေးပါအောင်ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာစာအုပ်ကောင်းတွေကိုလည်းအတူတူဆက်ပြီးတော့လေ့လာကြအောင်ပါမို့စောင့်မျှော်ပေးကြပါဦးအားလုံးပဲပျော်ရွှင်စရာကောင်းတဲ့စာဖတ်ခြင်းနားထောင်ခြင်းများဖြစ်ကြပါစေခင်ဗျာ